မက်လာ15ရက်နေ့မနက်အစောပိုင်းတောင်တန်းများကြားကစစ်ရေးလက်ကျင့်ရေးကွင်းတစ်ခုတွင်လှုပ်ရှားမှုများတဖြည်းဖြည်းပြင်းထန်လာပါတယ်။အဲ့ဒီနေရာကိုကိုယ်တိုင်လာရောက်ကြည့်ရှုနေသူကတော့မြောက်ကိုရီးယားခေါင်းဆောင်ခင်ဂျုံအွန်ဖြစ်ပါတယ်။စစ်တပ်အရာရှိများအတန်းလိုက်ရက်နေကြပြီးမျက်နှာများမှာတင်းမာနေသည်။သူတို့ရှိတွင်မြောက်ကိုရီးယား၏အရေးကြီးသောလက်နက်စနစ်တစ်ခုဖြစ်သည့်ဒုံးကျည်ပစ်စနစ်ကိုစမ်းသပ်ပစ်ခတ်ရန်ပြင်ဆင်ထားပါတယ်။လက်ကျင့်ရေးခွင့်အတွင်းအမိန့်တရက်ထုတ်ပြန်လိုက်သည်။ Launch preparation complete ဟူသောအမိန့်နှင့်အတူစမ်းသပ်ပစ်ခတ်မှုစတင်ရန်အဆင်သင့်ဖြစ်သွားပါတယ်။စက္ကန့်အနည်းငယ်ကြာပြီးနောက်မီးတောက်ကြီးနှင့်အတူဒုံးကျည်တစ်စင်းကောင်းကင်ထဲသို့လှည့်ပြန်စွာလှိုင်းထွက်ကတက်သွားတယ်။မြေပြင်မှမီးခိုးအနက်များတက်လာပြီးဒုံးကျည်သည်မြောက်ကိုရီးယားကမ်းရိုးတန်းမှထွက်ခွာကာပင်လယ်ဘက်သို့ဦးတည်ပြန်တန်းသွားပါတယ်။လက်ကျင့်ရေးကွင်းရှိအရာရှိများကလက်ခုပ်တီးကြပြီးစမ်းသပ်ပစ်ခတ်မှုအောင်မြင်မှုကိုကြိုဆိုကြပါတယ်။ခင်ဂျုံအွန်ကလည်းစီရေးလေးကျင့်မှုအပေါ်ကျေနပ်ကြောင်းပြောကြားခဲ့သည်။